ဒီတိုင်းပြီးသွားပြီဆိုကျွန်တော်တိတ်ခါကြမှာကျွန်တော်တယောက်တည်းတင်ကိုကျွန်တော်နောက်ကကျွန်တော်တို့ဗမာလူမျိုးတစ်မျိုးလုံးတိတ်ခါကြမှာအခုဆိုအစ္စလမ်လူမျိုးတွေကြီးပဲကျွန်တော်လှိမ့်လောင်နေတာဒီမှာအစ္စလမ်လူမျိုးတွေကြီးကကျွန်တော်ဒီမှာမျက်နှာကြီးပြပြီးတော့ကျွန်တော်တတ်မယ်ကြီးပါကြီးလဲပြောတယ် comment ထဲမှာကျွန်တော်စူပါမန်ဆိုတဲ့ကောင်ကိုကျွန်တော်တရားစွဲမှာပါဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကလူတကောင်လိုက်စင်းဒါပေမဲ့ရရဲ့ကိစ္စမရှိဘူးမင်းငါတို့အစ္စလာမ်ဘာသာတွေကိုဝင်လာမယ်ဆိုရင်ဒါမင်းကိုလုံးဝအပြည့်အဝထောက်ပံ့ပေးမယ်အဲ့ပြီးတော့မင်းရဲ့ဟိုစင်မာစားပေါက်တွေကငါကွာမင်းအကောင်တွေအတူစားတယ်အဲ့ဒီဘာမှလုပ်ရမလို့အဲ့လောက်ဖြစ်ပြီးဘလောက်တော့ကျွန်တော်စော်ကားလဲတွေ့လားအဲ့ဘာကြောင့်စော်ကားခံရတာလဲမိတ်ဆွေတို့ရေစူပါမန်ကိစ္စကမသေးဘူးဗျနိုင်ကိစ္စလေးရနေပြီးတော့ဗျအခုဆိုရင်ဗျဒီမှာလူမျိုးရေးကိစ္စတွေအထိပါလာပြီးဗျအတော်ကိုရှုပ်ကုန်ပြီလို့ပြောလို့ရတယ်ဖြစ်စဉ်အစားသုံးမတည်သေးတဲ့သူတွေအတွက်ဒါဖြစ်စဉ်အစားသုံးအချင်းချင်းအနေနဲ့သိရအောင်လို့ကျွန်တော်ပြန်ပြီးတော့တင်ဆက်ပေးလိုက်ပါတယ်ဗျကြည့်လိုက်ပါအောင်ဗျနော်မနေ့ကကျွန်တော်ကဒီဝယ်ထားတဲ့ customer တွေနဲ့ကျွန်တော် chain နေပေါ့ဘယ်တန်းမှာ chain ပြီးတော့ကျွန်တော်အရင်ဆုံး custom ရုံးကိုသွားတယ် custom ရုံးကိုသွားတော့ custom ရုံးကလည်းဒီသူတို့နဲ့လုံးလို့မရဘူးပေါ့နော်မလုံးလို့မရဘူးဆိုရင်ဒီစားသုံးသူရေးရရဲစခတ်ရဲ့နှစ်ခုပေါ့နော်သွားတိုင်ရမယ်ပေါ့အဲ့တော့ကျွန်တော်ကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အရင်ဆုံးရဲစခတ်ကိုသတင်းသွားပို့လိုက်တာဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးပြဿနာတစ်ခုခုကိုရှင်းတော့မယ်ဆိုပြဿနာတွေအများကြီးရှုပ်လာမှာဆိုလို့ကျွန်တော်တရားဥပဒေကိုလိုက်နာတဲ့လူတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်ကသွားပြီးတော့ရဲစခတ်ကိုသတင်းသွားပို့တာပါကျွန်တော်ဒီလိုကိစ္စလေးတွေလာတိုင်ချင်တာပါဒီလိုမျိုးနိုင်လိမ့်လည်မှုတွေဖြစ်နေပါတယ်မတန်ဆအမျက်ယူနေပါတယ်ဆိုတော့ကျွန်တော်လာတိုင်တာပါအဲ့ဥစ္စာကိုကျွန်တော်ရဲစခန်းရောက်တဲ့အချိန်မှာကျွန်တော်နဲ့အတူတူပါလာတဲ့နိုင်ဝယ်ထားတဲ့လူတွေရောကျွန်တော်နောက်ကနေဝင်းရံပေးတဲ့လူတွေအားလုံးကိုပြန်လွှတ်လိုက်အဓိကနိုင်ဝယ်လာတဲ့လူတွေကိုမင်းတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ပြန်လွှတ်လိုက်တာပါအဲ့တော့ကျွန်တော်စကန်တန်းထည့်ထားပြီးတော့ဘလို့ချင်းချောက်လဲဆိုတော့မင်းချောက်နဲ့ဒီမှာလူမျိုးရေးအထိကရုံပုံစံဖြစ်တော့မယ်ဟိုမှာလည်းမွတ်စလင်ဒီဘက်မှာလည်းဗမာတွေပြီးတော့နေပြီးတော့ကလည်းကျွန်တော်ဒီလိုမျိုးစောင့်ကြည့်ပြီးတော့ဒီလိုမျိုးလှုပ်ခိုင်းပါတယ်ဆိုပြီးတော့ကျွန်တော်ကပြောတဲ့အတွက်ကျွန်တော်ကကျွန်တော်ချောက်နေများတကယ်ဒီလိုကြီးဖြစ်နေရလားဗောကျွန်တော်စိတ်ပူသွားတာဗောနော်ကျွန်တော်ဒီလိုမျိုးဖြစ်သွားဆိုတော့ကျွန်တော်ဒါမျိုးတောင်းမယ်ဒါပေမဲ့ကျွန်တော်အမှားလည်းရှိသလိုတစ်ဖက်ကလူလိန်ထားတဲ့ဒီလိုမျိုးနိုင်နေလိန်ရောင်းနေတဲ့လူလည်းစစ်ဆေးပေးပါသူဒီလိုတွေလုံနေပါတယ်ဆိုတော့အဲ့ဒါမင်းနဲ့ဘာဆိုင်လို့လဲဆိုပြီးကျွန်တော်ကိုပြောပါတယ်နော်မင်းနဲ့ဘာဆိုင်လဲမင်းကကြော်မျိုးမင်းမလို့လားမင်းကဘာလို့မလို့ကျွန်တော်ကဘာမှမဟုတ်ဘူးမြဲကျွန်တော်ပြည်သူတယောက်အနေနဲ့ကျွန်တော်တိုင်းပြည်ကိုကောင်းစားစီခြင်းလို့နော်အခုဒီစူပါမန်ရဲ့လောရက်ကမှန်လားလို့မေးရင်တော့ဗျာကျွန်တော်ကတော့မှန်တယ်လို့ပဲပြောချင်တယ်ဗျာနော်သူကဗျာရဲထက်နေတဲ့သူတွေဒီလိုဂျင်းကောင်တွေကိုဖော်ထုတ်နေတာပါဗျာနော်ဒီမြန်မာပြည်လူလိန်တွေကလည်းရမ်းများလာတယ်ဗျာမိတ်ဆွေတို့သိတဲ့အတိုင်းပဲဒီလောက်ထိအောင်များလာတဲ့ခါကျတော့တာဝန်ရှိတဲ့သူတွေကလည်းဗျာမဖော်ထုတ်နိုင်ကြတော့ဘူးเนาะအဲ့လိုမျိုးဖြစ်နေပြီအဲ့ဒီကြတော့ဗျာကျွန်တော်တို့လိုလူငယ်တွေကဗျာ line ပေါ်တင်ပေးတယ်လူအများသိအောင်လို့ပြန်လဲမျှဝေပေးတယ်ဗျာလူလိန်တွေလှုပ်ရှားလို့မရအောင်ဗျာเนาะသူတို့လှုပ်ချင်တိုင်းလှုပ်လို့မရအောင်ကျွန်တော်တို့ကလူအများသိအောင်လို့ပြန်လဲမျှဝေပေးတာဗျာเนาะအခုလိုလူလိန်တွေဗျာလှုပ်ရှားလို့မရအောင်လို့ကျွန်တော်တို့ကဖော်ထုတ်ပေးခြင်းနဲ့ဆန္ဒပါပဲဗျာเนาะဒီတိုင်းပြည်ကိုတကယ်ကောင်းစေချင်လို့လောက်တာလေးပဲရှိတယ်။နော်ကျွန်တော်ဒီအမျိုးထဲမှာလည်းဒီနိုင်ငံဝန်ထမ်းကိုနိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေအများကြီးရှိပါတယ်။နော်ကျွန်တော်ဒီပြည်သူတယောက်အနေနဲ့လည်းကိုနိုင်တဲ့ဘက်ကနေကျွန်တော်တာဝန်ထမ်းဆောင်နေတဲ့သဘောပါပဲ။အဲ့တော့ကျွန်တော်မင်းကဘာဆိုင်လို့လဲဒါမင်းအလုပ်မလို့လားမင်းကကြော်မျိုးမင်းမလို့လားဘာလို့လဲမင်းကပွာကြီးလားဆိုကျွန်တော်ဆွတ်ပါဆွဲတာပါ။မမေးမယ်အဲ့ဆိုလို့ရှိရင်ကိုကြောင်မျိုးမင်းမို့လို့လားဆိုပြီးတော့မေကုန်းထုတ်တယ်ဆိုတော့အဲ့ဆိုသူတို့နဲ့ပေါင်းစားတာအောင်မဖြစ်နိုင်ဘူးလားကဲမေးမယ်အဲ့မဘကမေးဖို့မေးမယ်ကွာမကမေးဖို့မေးမယ်ဟုတ်ပြီပြည်သူတွေကရောတိနေလျက်နဲ့ပြောပိုင်ခွင့်မရှိဘူးလားကြားဖြတ်မှာဆိုပြီးတော့တိနေတာကြီးကိုပြောပိုင်ခွင့်မရှိဘူးလားပြောပိုင်ခွင့်မရှိဘူးလားဟုတ်လားကြားဖြတ်လို့ထင်နိုင်တဲ့တန်တရားရှိတဲ့သူတွေကိုသတင်းပေးရမယ်လေဟုတ်တယ်မနီးစရာရဲစခန်းနေနီးစရာမှာဌာနဆိုင်ရာတွေမှာကျမတို့သတင်းပေးရမယ်လေဟုတ်တယ်မလားနော်အဲ့လိုမျိုးဆိုလို့ရှိရင်ကဲမေးမယ်အခုကဲအမကကြားဖြန့်ကိုတနေရာမှာတွေ့ထားတယ်ကွာတွေ့ထားတဲ့အလျောက်ပေါ်မှာအမကတနေရာဖြစ်လို့သွားပြီးတော့သတင်းပေးတဲ့ခါကျရင်နေရအောင်ကိုကျော်မျိုးမင်းမှုလို့လားဆိုပြီးတော့အမအဲ့ဆိုလို့ရှိရင်အမပြောတဲ့စကားတွေကအမှန်တရားမဟုတ်တော့ဘူးပေါ့ကိုကျော်မျိုးမင်းကပဲဟိုအမှန်တရားတွေကိုတူတူဦးရပဲပြောပေးရမှာလားမဟုတ်ဘူးလေမဆိုင်ဘူးလေကိုကျော်မျိုးမင်းလဲပြည်သူပဲဟုတ်ပြီတော့ကိုကျော်စိုးလဲပြည်သူပဲအကောင်သတင်းဌာနကလေအကောင်လုံးကလည်းပြည်သူရဲ့ပြည်သူပဲလေပြည်သူတွေကဝိုင်းဝန်းပြီးတော့ကုညီမဒီမှန်တရားကြီးကပေါ်ပေါက်မှာပေါ့မောင်လေးရဲ့ဟုတ်တယ်မလားပြီးတော့အဆိုးဆုံးချက်ကတော့ကျွန်တော်ရောက်တာနဲ့ကျွန်တော်ဖုန်းနှလုံးလုံးကိုတင်လိုက်ပါတယ်တင်ပြီးတော့ကျွန်တော်တကယ်ပဲကျွန်တော်တကယ်နေပြီးတော့လည်းဒီလိုမျိုးကြိုင်နေဆိုတော့ကျွန်တော်ဒါဘာပြောလိုက်နာလိုက်တဲ့သဘောပါကျွန်တော်ဒါဘာမှဖြစ်လို့လဲမဟုတ်အဲ့ကျွန်တော်ဖုန်း airplane မှုလုပ်ထားပါတယ်ဒီနေပြည်တော်ကပေါ့နော်နေပြည်တော်ကလူကြီးတွေနေပြည်တော်မှာတာဝန်ရှိနေတဲ့ပေါ့နိုင်ငံမှာတာဝန်ရှိနေတဲ့ပေါ့နော်လက်ရှိအစိုးရကိုလည်းဟိုပေါ့နော်ကျွန်မပြောချင်မှပေါ့နော်တကယ်လူကြီးတွေလည်းပေါ့ဒီကိစ္စလေးကိုတေချာလေးစိဆက်ပေးပါတေချာလေးပြန်လုပ်ပေးပါလို့ကျွန်မကအခုညီတောင်းချင်တယ်ကျွန်တော်စော်ကားရတဲ့စကားကြီးတော်တော်များသွားတာဗျာကျွန်တော်မနေ့ကငြိမ်လိုက်တယ်ဆိုတာလေကျွန်တော်ဒီအထက်ကနေပြီးတော့ဒီကိစ္စကိုကင်နေဆိုလို့ကျွန်တော်ကလေတရားဥပဒေကိုလေးစားလို့ပြီးတော့ကိုเจ้าနဲ့ဒီလူကြီးတွေပြဿနာတွေများတက်ကုန်ပြီလားကိုเจ้าဒီလူမျိုးရေးအထီးကယုံနေတကယ်ဖြစ်သွားတာလားဆိုပြီးတော့စိတ်ပူတဲ့စိတ်နဲ့ကျွန်တော်ငြိမ်လိုက်တာဗျာကျွန်တော်မှားနေတာမဟုတ်ဘူးเนาะ
ဒါအဲ့အကြောင်းလေစကန်မှုသိတယ်နော်စကန်မှုကျွန်တော်အကုန်ပြောတယ်နော်ကျွန်တော်ပြောတင်တာကြီးကျွန်တော်အကုန်ပြောတယ်စကန်မှုကျွန်တော်ဘယ်လိုစကားတွေပြောလဲဆိုတော့သိတယ်နော်ကျွန်တော်အဲ့မှာစော်ကားတာနော်ကျွန်တော်လူရှိသူရှိမှာအဲ့အကောင်တွေဒီမှာကျွန်တော်စော်ကားတဲ့ကောင်တွေရှိမှာကျွန်တော်စော်ကားတာနော်အခုဆိုဒီကောင်တွေကကျွန်တော်ဘယ်လိုပြောနေလဲဒီမှာကြည့်ပါနားထောင်ကြည့်ပါနော်ကျွန်တော်ယုံကြည်တဲ့ကျွန်တော်အားကိုးတဲ့အဖွဲ့အစည်းရပဲကျွန်တော်ပြန်ပြီးတော့ဒီရဲတွေစစ်သားတွေရပဲတဲ့ကားပေါ်ဆွဲတင်ပြီးစူပါမန်ကိုဘာလုပ်လိုက်ပြီးညာလုပ်လိုက်ပြီးဆိုပြီးတော့ဒီမှာအစ္စလမ်လူမျိုးတွေကကျွန်တော်ဝိုင်းပြီးတော့ဟားနေတာဒီမှာ line ပေါ်မှာဒီကောင်တွေအဖွဲ့ပဲအဲ့အရာတွေကိုအဲ့အတန်ဖိုင်နေတဲ့ဒီမှာဒီကောင်တွေကုန်တင်ထားတယ်ပြီးတော့ဒီဆိုင်ကိုအရေးမယူတဲ့အပြင်ကိုဒီဆိုင်ကဆက်ဖွင့်ထားတယ်နော်ဆက်ဖွင့်ထားတယ်ဆိုတာ post ပါတင်လိုက်သေးတယ်ဒီနိုင်ကိစ္စရှင်းဖို့တွားရကနေပြီးတော့ဗျာဒီလူမျိုးရေးကိစ္စတွေပါလာပြီဆိုရင်တော့ဗျာဒါအခုကိစ္စကပေါ့ဆလို့တော့မရတော့ဘူးဗျကျွန်တော်အနေနဲ့ကြတော့ဗျာလူလိန်တွေကိုဖော်ထုတ်ချင်တက်ပါပဲဗျာနော်ခုလိုမျိုးလူမျိုးရေးကိစ္စတွေပါလာပြီဆိုရင်တော့ကျွန်တော်ကတော့အားမပေးချင်ပါဘူးဗျဒါမျိုးတွေလည်းမဖြစ်စေချင်ဘူးနော်ဒီဖြစ်စဉ်အစားဆုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်တော့ဗျာဒီစူပါမန်ကသူကစခဲ့တာဗျာနော်ဒီပြဿနာကတော့သူကစခဲ့တာမှန်တယ်ဒါပေမဲ့သူကကြတော့နိုင်ကိစ္စဖြေရှင်းဖို့ပဲသူကစခဲ့တာဒီနိုင်ကိစ္စပဲဖြေရှင်းမယ်ဒီလူမျိုးရေးကိစ္စတွေမပါဘူးတခြားတွေမပါဘူးဗျာအခုဒီစူပါမန်ဖြည့်ရှင်းတဲ့ပြဿနာတွေကဗျာသူကဒီလူလိန်တွေကိုဖော်ထုတ်တာတွေကဗျာသူကလူမျိုးကြားတွေပဲဖော်ထုတ်တာမဟုတ်ဘူးဗျာကျွန်တော်တို့မြန်မာတွေကိုလည်းအကုန်ဖော်ထုတ်တယ်ဗျာအကုန်ဘယ်ဘာသာပဲဖြစ်ဖြစ်လိန်ရဲ့သူမှန်သမျှကိုသူကဖော်ထုတ်ပေးနေတာလူလိန်မှန်ရင်တော့ဗျာဘလို့လူမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ကဖော်ထုတ်မယ်ဒီလောက်ပါပဲဗျာနော်